ရှာရှာပါပါတွေ့ထားတဲ့ဂါထာတစ်ပုဒ်ကိုကြောင်းတင်ဆက်ချင်ပါတယ်ဗျ။အမှန်တိုင်းပြောရရင်ဒီဂါထာနဲ့ပတ်သက်ပြီးကျွန်တော်လည်းတစ်ခါမှတော့မဆန်းဘူးပါဘူး။ရှင်းဆိုင်ရပုံမောက်လို့ကိုပြောက်လို့ရင်တော့ဒီဂါထာကိုရွတ်ပါတဲ့။ဒီဂါထာကိုရွတ်လို့ကိုပြောက်သွားတဲ့သူဒါမှမဟုတ်အခက်ခဲဘေးအန္တရာယ်အကြောင်းမျိုးမျိုးကြောင့်ရုတ်တရက်ကြီးဖြစ်ပေါ်လာတဲ့အခြေအနေတွေမှာဒီဂါထာကိုသုံးလိုက်ရတဲ့သူဒီလိုပုံကူမျိုးရှိလားမရှိလားဒါတော့ကျွန်တော်တည်တည်ချာချာမပြောတတ်ဘူးဗျရှိတဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဒီဂါထာကိုငါကထိထိရောက်ရောက်ရွတ်လိုက်လို့ငါတကယ်ကိုပြောက်သွားတယ်ငါကိုလူဆိုးတွေမမြင်ရဘူးအန္တရာယ်ပြုမဲ့သူတွေမမြင်ရဘူးအဲ့ဒီလိုကြုံတဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဘသူကထုတ်ဖော်ပြောမှလဲဘသူမှထုတ်ဖော်ပြောမှာမဟုတ်ပါဘူးဒီဂါထာရွတ်လို့ငါကိုပြောက်တယ်ဟိလို့ပြောရင်လည်းဘယ်သူမှယုံမှာမဟုတ်ပါဘူးယုံချင်းယုံမယုံချင်းနေပါကျွန်တော်ကတော့ဒီဂါထာကိုစမ်းသက်ချင်တဲ့သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်ဂါထာလေးကတိုပေမဲ့အစွမ်းတတိကတော့အမခန်းပါပဲအဘုံဒတာဂရာကျန်တဲ့နဂဇူစေးချမ်းတို့မှာကိုပြောက်စီနီတလက်ကိုဒီလိုတွေ့ရတယ်ဗျတပိတ်လွယ်ငှက်ကိုတဲ့နေုံလားပြည့်နေမှာဖမ်းယူပြီးနှမ်းရိုးလောင်ချိုင်မှာမွေးပါနှမ်းလောက်ကိုသာကြွေပါတဲ့ဝါဆိုလာမြေနေမှာအဲ့ဒီတပိတ်လွယ်ငှက်ဟာဥစွန်းအမောက်ပေါက်လာပါလိမ့်မယ်တဲ့အဲ့ဒီခါမှာတော့ငှက်ကိုလုံးဝမမြင်ရတော့ပါဘူးအတန်ကိုသာကြားရတယ်ဆိုပါတယ်အဲ့ဒီချိန်မှာငှက်ကိုလက်နဲ့စမ်းသက်ဖမ်းတကိုးကြီးဖျားတဆူမှာဝင်းအကာရံအမိုးပြုလုပ်ပြီးဥစွန်းအမောက်မွေးကိုနှုတ်ပြီးတော့ငှက်ကိုလွတ်ပေးရပါမယ်တဲ့အဲ့ဒီနှုတ်ထားတဲ့မွေးကိုဒီဂါထာလေးရွတ်ကြပါလိမ့်မယ်။ဘာလဲဆိုတော့ဗျူတန်ဇာနာနထန်တောဟဒါလေးပါပဲထပ်ပြီးကျွန်တော်ရွတ်ပြပါမယ်။ဗျူတန်ဇာနာနထန်တောဟအဲ့ဒီဂါထာနဲ့1000အုပ်ပြီးရွတ်ပါရွှေကျုံငွေကျုံမှာအမွေနဲ့သာထည့်ပြီးဆောင်ရင်ကိုပြောက်တယ်လို့လည်းမှတ်သားဖို့ပါတယ်။အမွေနဲ့သာထည့်ဆောင်ပြီးရွှေကျုံငွေကျုံတဲ့ထည့်ဆောင်မှာကတော့ခုနတပိတ်လွယ်ငှက်ရဲ့ဦးဆုံးအမောင်မှုလေးပါနောက်ထပ်ဂါထာလေးတစ်ခုလည်းပြောချင်တယ်ဗျနွားမသားဟွက်ဂါထာလို့ခေါ်ပါတယ်ဂောနပုဒ္ဒဝနေစရံဘယံနတ္ထိဂောနပုဒ္ဒဝနေစရံဘယံနတ္ထိဂောနပုဒ္ဒဝနေစယံဘယံနတ္ထိဒီဂါထာကိုရွတ်ပြီးတထောင်မျှရှိတဲ့အပင်ငယ်ကိုအကာအကွယ်ပြုပြီးပုံးနေချိန်တွင်ရန်သူတွေမမြင်နိုင်အောင်ကိုပြောက်တယ်လဲအဆိုရှိပါတယ်အထက်ပါနည်းတွေကိုကျွန်တော်ကတော့ကိုယ်တိုင်မစမ်းသပ်ဘူးပါဘူးမျှဝေခြင်းတသက်တာဖြစ်လို့တင်ဆက်ပေးခြင်းဖြစ်ပါတယ်နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးပါဗျာ